နောက်တော့မှာ chakra ဆိုတာမရှိမဖြစ်အရေးကြီးတယ်လို့ chakra စီးကြောင်းနေနေတဲ့စင်ကျေးစုတွေအသုံးပြုရပါတယ်။ဒါပေမဲ့သူများနဲ့မတူကြပြီးထားကျေးစုတစ်မျိုးနဲ့ပဲဖြုံလုံးစရာရန်သူတွေဖြုတ်သွားတဲ့တာရကတွေအများကြီးပါ။ဒီနေ့မှာတော့ဂျမ်မီပါဆိုတဲ့ကောင်တွေကိုဖြုတ်ခဲ့တဲ့ထားကျေးစုတွေနဲ့ user တွေအကြောင်းပြောပါမယ်။မိုက်တိုင်းနဲ့ roll you ဆိုတာခုနိုဟိုင်းနေကျေးစုတွေကန်ကျေးစုတွေမသုံးမနဲ့ထားကျေးစုတစ်မျိုးနဲ့ပဲရန်သူတွေနိုင်လာတာပါ။ဒိုင်းနဲ့ဂိုင်းကတော့သားပါရီဆိုပေမဲ့လီကတော့ဂိုင်းရဲ့တပည့်အနေနဲ့ပဲစီးပြီးမှပေါ်ပြထားပါတယ်။သူတို့၃ယောက်ရဲ့တူညီတဲ့ချက်က၃ယောက်လုံး energy နဲ့ကျန်နိုင်ကြတာပါ။အဲတော့ energy အကြောင်းရင်ပြောပါမယ်။ပထမဆုံးကိစ္စကတော့ the gate of opening ခိုင်မော်ဒီကိကအုံနောက်မှာရှိတာဖြစ်ပြီးကန်နိုင်ကွဲ massive limit ကိုဖြုတ်လိုက်မှာဖြစ်ပါတယ်။တုံးလိုက်တဲ့ user ရဲ့ strength level တိုးစီရုံလေးပါပဲ။ပထမဆုံးကိလည်းဖြစ်တာမလို့တိကျတာပြောင်းလိုက်တာမျိုးမရှိပါဘူး။ဒီတစ်ခုကတော့ the gate of healing ခူမောဒါကတော့ဒုတိယကိဖြစ်ပြီးတော့ပထမကိနဲ့အုံနောက်မှာပူးတဲ့တည်ရှိပါတယ်။ rock lever က Karabet တွေမှာစသုံးခဲ့တဲ့ကိလည်းဖြစ်ပါတယ်။ gate of opening နဲ့မတူတဲ့ inner gate ရဲ့ပထမဆုံးကိလည်းဖြစ်ပါတယ်။ gate of healing ဆိုတဲ့အတိုင်းပဲခန္ဓာကိုယ်ထိခိုက်လာတဲ့ဒဏ်ရာတွေ recover ဖြစ်ပါတယ်။ stamina ကိုလည်းတိုးစေပါတယ်။အရင်လုပ်ဖြစ်စီတာမျိုးတော့မဟုတ်ပေမဲ့ဗတ်တဲမှာအချီတော်ကြာလုပ်ဖြစ်စေပါတယ်။ inner gate တွေကခန္ဓာကိုယ်ဘလောက်ပဲကြည့်အောင်လုပ်ပြီးတော့ယာယူပဲလုပ်ဖြစ်စေပါတယ်။ခန္ဓာကိုယ်မှာရှိတဲ့ source တွေကိုအသုံးချရတာဖြစ်လို့တန်ဆေးလွယ်မင်းဖြစ်ပြီးထိခိုက်မှုတွေလည်းရှိနိုင်ပါတယ်။ gate of light Simon တတိယမြောက် gate ဖြစ်ပါတယ်။ဒီ gate ကခန္ဓာကိုယ်တစ်ခုလုံးမှာအုံနောက်နဲ့ချိတ်ဆက်မဲ့နေရာဖြစ်တဲ့ spinal cord တနည်းအားဖြင့်ကြောရိုးရဲ့အစမှာရှိပါတယ်။ဒီ state မှာဆိုရင်တော့ user ရဲ့ raw stress stamina တွေပြီးတော့မှ speed ဝတက်လာစေပါတယ်။ဒါကလည်းသွေးလက်ပတ်မှုနှုန်းမြင့်ပြီး chakra flow နဲ့တစဉ်သွေးလက်ပတ်မှုအားကောင်းစေပြီးခန္ဓာကိုယ်ကချက်သားတွေခက်ချင်တိုက်လို့အောင်တွန်းပေးတဲ့သဘောပါ။ခန္ဓာကိုယ်ကပုံနှုန်းတော့အနီအောင်ပြောင်းသွားတဲ့အထိပါ။ဒီ state မှာတော့ user superhuman level နဲ့ strength တွေကိုတိုးစေပါတယ်။ gate of pain ရှုံးမောဒီ gate ကလည်းကြောရိုးရဲ့ဒုတိယနေရာမှာရှိပါတယ်။ဖွင့်လိုက်ပြီဆိုတာနဲ့အရင်က data ကိုမှပုံမြန်တဲ့ speed ပိုကောင်းလာတဲ့ raw strength နဲ့ပြီးမှ durability ကိုလည်းတိုးလာစေပါတယ်။ rock လီတရား 4 game မှာရဲ့ Kara လို့ခေါင်းကြီးလက်ကြီးတွေ6တွေကျွေးနေပြီဖြစ်ပါတယ်။လက်ကြီးတစ်ချက်ကလည်းအနည်းကြီးတွေပြောမှတော်တော်လေးလင်နာမလို့ Kara ရဲ့လိုလျောက်ကာပြီးတဲ့ data မရှိရင် 4K ရဲ့လက်ကြီးတွေအသက်လွတ်ကြီးစားနေပြီဖြစ်ပါတယ်။ gate of closing ထုံမလို့9ခုမြောက် gate ဖြစ်သလို1 by နီးတစ်ဝိုက်မှာရှိပါတယ်။ဒီ gate မှာခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ limit တွေအကုန်ဖြုတ်လိုက်မှာဖြစ်ပါတယ်။တဘာဝအတိုင်းရှိနေတဲ့ stamina နဲ့ strength တွေတိုးပေးတာမဟုတ်ဘူးလူသားတရားခံတဲ့ limit တွေကိုကျော်လွန်နေပါပြီ။ဒီအောင်ပြောရင်တရောက်နေတဲ့ကိမြောက်တစ်လုံးရှိသမျှစက်တွေတုံးပြီး performance ကောင်းထွန်း boost လုပ်ပေးလိုက်တဲ့သဘောပါ။ခါရတဲ့ခွက်လန်တွေကိုကြိတ်ခံရတဲ့ဒီ gate ကကျန်ပါတယ်။သုံးလိုက်ရင်လည်း user ကိုထိခိုက်စေရမလို့ထားကျစုနဲ့ body ပေးတဲ့ကောင်းရှိမှသုံးတာပဲတင်တော်မယ်ကိပါ။ gate of join ခိုင်မော6ခုမြောက် gate ဖြစ်သလိုအစာရင်းနဲ့ဒီတစ်ဝိုက်မှာရှိပါတယ်။ထို့မို့လိုမျိုးပဲရှိသမျှ limit တွေဖယ်လိုက်ရင်မှာ limit တွေမရှိတော့တယ်မဟုတ်ပဲ chakra flow နဲ့တွေ့လက်ပန်းတို့အရင်ကတည်းက10ဆတိုးစေပါတယ်။အာစာကူဂျာကူလို့ခေါ်တဲ့ chakra စီးကြောင်းနေတဲ့စင်လေတို့ရဲ့ပုတ်တိုက်မှုကိုတွားပြီးထွက်လာတဲ့ Dresser တို့ရဲ့တိုက်ကွက်မျိုးလည်းလုပ်နိုင်ပါသေးတယ်။ဒီနေရာမှာ strength အားကောင်းလာရင်မဟုတ်ပဲခန္ဓာကိုယ်ပိုပြီးပစ္စည်းရှိမှာဖြစ်ပါတယ်။ guide တရားတင်းတဲ့ဒုက္ခရောက်နေတော့ gate of join နဲ့ခီဆောင်ပြီးခဏတော့ပြီးရှင်းနိုင်ပါတယ်။ gate of wonder လို့ခေါ်တဲ့ Qmon ကလည်းအဆိုင်အောက်ဘက်ကျမ်းမှာရှိရဖြစ်ပြီးတော့လက်သီးတစ်ချက်ကလည်းကောတာယာမှာရှိနေတဲ့ကောင်တွေရောဆံမြုပ်တော့သွားစီရဲ့ဒီ powerful ဖြစ်ပါတယ်။ planetary level disruptive ထက်တွေလိုမျိုး gate of wonder ဖြစ်စီပြနိုင်ပါတယ်။ခန္ဓာကိုယ်က gate of light တဲ့ဆယ်စားပူလာတော့မလို့ချွေးရအောင်ပြောင်းသွားတဲ့အထိပါ။ speed ကလည်းတော်တော်ကြီးမြန်လာတာမလို့ခီစားမိတယောက်ပြေးဖို့တော့နေချိန်တော့ gate of wonder နဲ့ခဏလေးတင်းနိုင်နေသည်ပါ။ခန္ဓာကိုယ်ပူလာတော့အသုံးချပြီးဒေဒီပိုဝိုင်းနေစေယူရိုဒေါ်လာလက်သီးတစ်ချက်နေခီစားမိ assurance ကိုဖြစ်စီပြနိုင်တဲ့ဒီ strong ပါတယ်။ gate of death ရှီမွန်နောက်ဆုံးခေတ်လေးဖြစ်သလိုရေကုန်ရေကန်းချမဲ့ပတ်တွေမှာတက်နေရင်းပြီးတုံးဝိုင်းခိပါ။ gate of death ဆိုတဲ့အတိုင်းပဲသုံးလန့် user ကိုတည်စေနိုင်ပါတယ်။နှလုံးမှာတိုက်ရရှိရဖြစ်ပြီးတော့ user life story ကိုအဓိကသုံးရတာဖြစ်ပါတယ်။ခန္ဓာကိုယ်မှာလည်း gate of wonder လို့မတူပဲကိုရီးယားသွေးတွေပါလောက်ကျွမ်းစီပြီးအနီယာမှုတွေပါထုတ်တဲ့ဒီ just ဆိုကြများပါတယ်။ထန်းတီဂျင်ဂျူကီဖြစ်သွားတဲ့မာတာရောရှေ့တဲ့ချိုတဲ့ဒီဖားဖို့ဖြစ်တဲ့နိုင်ကန်တော့ just တွေလည်းတုံးပြီးကျနိုင်ပါသေးတယ်။ခန္ဓာကိုယ်မှာရှိတဲ့မြ raw strength တွေအကုန်လုံးတပြိုင်တည်းသုံးရတာမလို့ user ဖြစ်တဲ့ခိုင်းတာလူရိုးသူရမပေါ်တဲ့တိတ်ခိကခန္ဓာကိုယ်မတရားပြည့်စည်စေပါတယ်။ခိုင်းရှင်သွားတဲ့အကြောင်းရလဲနာရူတိုကြောင့်ပါ။နာရူတိုသာချင်းမီမရလာခဲ့ရင်ခိုင်းတယောက်ချက်ကလည်းကောင် raw strength တွေလည်းဘာမှမရှိနေနှိမ့်ဆက်တဲ့ဘောနဲ့ကိစ္စချောသွားပါပြီ။အင်ဂျက်ဘောင်းမီနယ်စီကတပည့်3ယောက်ပြီးတော့မှမစ္စတာချဲရဲ့ခုနိုဟာရူဂျင်နဲ့ရှီရာရဲ့ကိုပိုင်နီစနစ်တရားလည်းမိထားလို့မရပါဘူး။မစ္စတာချဲရဲ့ခုနိုဟာရူဂျင်နာရူတိုဘောမှာလီနဲ့တန်တန်ထက်တောင်မှနင်ဂျက်စုမသုံးတတ်တဲ့နေရာမှာစီနီယာကြပါသေးရဲ့။မစ္စတာချန်တရားနင်ဂျက်စုကကန်ဂျက်စုမှာမထုံးတဲ့တူတပည့်တွေတရားတက်ဂရိတ်နေကြအောင်မလိုအပ်ပဲတက်ပြီးသွားတွေကတည်တယ်လို့ခံဆောင်နေရပါ။မစ္စတာချန်ရဲ့ခုနိုဟာရူဂျင်က Leaf Dragon Fish, Dragon God Fish နဲ့ Dragon Tail Kick တွေကိုပေါင်းထားတဲ့ငကားပုံစံထုံနေလို့ရှိတဲ့ Astra ထိုက်ရဲစုတစ်မျိုးပါ။ခန္ဓာကိုယ်360ဒီဂရီလှည့်ပြီးလေလျက်နဲ့တစ်စင်ရန်သူရဲ့တိုက်ခတ်မှုတွေကိုရှောင်ရင်ထိုးလိုက်ကန်လိုက်လောက်ရတဲ့ထိုက်ရဲစုပဲဖြစ်ပါတယ်။ခြေခံချက်တစ်ချက်ကလည်းတော်တော်ပြင်းတယ်မလို့ထိရကောင်မူရီထောင်းတော့မဲ့နေထားပါ။အင်းနာဂိတ်တို့ခုနိုဟာရူဂျင်တို့နဲ့အပြင်မှာကိုယ့်ရဲ့ကိုပိုင်နီးစနစ်နဲ့တီးတန့်ကျန်လာတဲ့ရှီရာဆိုတဲ့တဲရွာထိုက်ရဲစုတစ်မျိုးပဲတုံးတဲ့ရှင်နူဘီကတော့မိထားလို့မရပါဘူး။ရှီရာဆိုတာငငယ်လေးရဲ့နင်ဂျဲစုကကန်ဂျဲစုကနှစ်မျိုးလုံးမသုံးနိုင်မမွေးဖွားလာတာပါ။လီဒီယာခိုင်းလိုမျိုးဆရာကောင်းနဲ့တွေ့ခဲ့ပေမဲ့ရှီရာကတော့တင်ပြမိမဲ့ဆရာတွေလည်းမရှိလို့လီထက်တောင်ချင်းနေစိုးပါလေ။ရှီရာရဲ့ကိုပိုင်ထိုင်ကျစုနီးစနစ်တွေလည်းနည်းနည်းပြောအောင်ပါ။ Silent Fish ရှီရာတယောက်ချကရာတွေဝေးရုံချုံနာမှာဖြစ်ပြီးတော့ရှီရာလှူရှာမှုမှန်သမျှအတမထက်တော့ပါဘူး။အဲ့ဒီအပြင်မှာထိုချက်တွေကလည်းရန်တန်ထိုးနေမှုတော့ရန်သူအနေနဲ့ကောင်တာဖို့မလွယ်တဲ့အနေထားပါ။ထန်ကက်စု blocking strike ဖြူခါကလန်ရဲ့ channel fish နဲ့လည်းခက်စစ်စင်ရှိပါတယ်။ဖြူခါတွေလို့ chakra point တွေဖိနေတာမျိုးမဟုတ်ပဲရှီရာရဲ့ကျစုခန္ဓာကိုယ်မှာရှိနေတဲ့ pressure point တွေကိုတိုက်ခိုက်တာဖြစ်ပါတယ်။ရန်သူရဲ့ chakra flow ကိုနောက်ဆက်ရင်တော့ဒီရောအလုပ်ဖြစ်တဲ့ကျစုပါ
7 heart breathing method လို့ခေါ်တဲ့လေထူတဲ့အောက်ဆီဂျင်တွေအဆုတ်ထဲကိုသွားပြီးခန္ဓာကိုယ်လေးမြောင်များဝင်နေပြီးယူကြတဲ့ raw strength နဲ့ stamina ကိုတိုးပေးတဲ့အထိ powerful ဖြစ်တဲ့ကိုယ်ပိုင်နေစစ်တွေလည်းသုံးနိုင်ပါသေးတယ်ဒီလိုတွေကြောင့်ပဲရှီရာကာဇေခါကရဲ့ထားကျေးဇူးထွေးနာဖြစ်လာတဲ့အထိပါဒီဗီဒီယိုလေးရတော့လောက်ပါပဲဆုံးအောင်ကြည့်ပြီးရတဲ့အောင်ရှင်တွေလည်းကျေးဇူးအများကြီးတင်ပါတယ်